ဒါချီစွာနေစံနေယူများဒီခွန်အားနဲ့မဖြစ်နိုင်ဘူးကိုယ်တော်ရှင်ပေးတဲ့အရင်များခံယူပြီးဆိုတခုအဖြစ်ရှုံးမပေးလိုက်နဲ့ရမခံစားချက်မဟုတ်ဘူးငါကိုယ်တိုင်ရွေးပြီးသွားနေတဲ့ခရီးရှိတေချာတဲ့နေ့တော့ရောက်မယ်ငါတို့အားလုံးရှိတော့မှာမျောလင်းခြင်းအထင်ထားပါလားမချပါဘူးခွဲလို့ရန်တဲ့နေ့သမ ्या စီရန်သူကိုလှုပ်ချွေးပြူနေလေကြည်ပြူစပ်ခင်ရလက်တော့မှာBeautiful